sea somewhere waiting for me အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Sky ပဲဖြစ်ပါတယ်ကဲထုံးစံအတိုင်းဒီနေ့ကျွန်တော်စားပြမယ့် model တစ်ခုနဲ့ဒါရောက်လာပြမှာပြီပေါ့နော်ဒါဒီနေ့စားပြမှာတော့တော်တော်ဆယ်ဒါလေးကstrawberry ဆိုရေပေါ့နော်ကျွန်တော်တို့ဒါကတော့ကျွန်တော်အောက်ကပဲဝယ်လိုက်ပါတယ် strawberry ရောအောင်ဖြစ်တယ်ဆိုတော့ဒါကြတော့ကျွန်တော်ကိုယ်လုပ်ထားတဲ့ဘာကာလေးဒီဟာလေးကိုကျွန်တော်စားပြပါမှာပါဆောင်းပါရဒီလေးပေါ့နော်ဒါလေးလုပ်စားပြရတယ်ပေါ့နော်strawberry ရလည်း share ပဲနေရတာရှိပါတယ်တကယ်ကောင်းပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြန်ရောက်လာပြန်ပါပြီဒီနေ့ကတော့ထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်ကဘာကားကြဒီနေ့လဲဘာကားလေးတစ်ခုထုတ်လို့စားပြပြန်တယ်ဒီနေ့ကအသားပို့ပြည့်စားရလေငါပြန်မနော်အသားလေးဒီကအသားပို့ပြည့်တယ်share ပဲသုံးလာမယ် strawberry juice လေးနဲ့ဘာကာလေးနဲ့ပဲကဲအဲ့ဒါပင်တကြီးစားလိုက်ပါအောင်မယ်ဟုတ်တယ်ကောင်းလားချိုးစိတ်နေစားမယ်sea